ဤတို့အရင်ဗီဒီယိုမှာတော့ဖျားခြင်းပွင့်တော်မူရာမဟာဗောဓိပင်နဲ့ဇီဒီတော်ကျူကိုဖွင့်မြော်ခဲ့ပြီးတော့အခုဗီဒီယိုမှာတော့ဖျားခြင်းဖွားတော်မူရာလုံမနီဥယျာဉ်တော်တရားဦးဟောကြားရဖြစ်တဲ့မိဂရာဝုံတော်ပရိနိဗ္ဗာန်ဆိုင်ရာဖြစ်တဲ့ကုသငါယုံအင်ဂျင်တော်တို့ကိုတွားဖို့ကြမှာပါအခုတွေ့ရတဲ့မြေပုံကဖွားပွင့်ဟောဆန်လေးဌာနကိုဘယ်လိုတွားရမလဲပြသပေးထားပါတယ်တနေရာနဲ့တနေရာမဝေးလာပါဘူးဒါကတော့ဖျားခြင်းကပထမဦးဆုံးဟောကြားတဲ့ဓမ္မစကြာတရားတော်ကိုပြင်စဝကီ9ဦးကိုဟောကြားရာမိဂဒဝုံတော်ပဲဖြစ်ပါတယ်ထိုဒေသနာတော်အပြီးမှာ9ဦးစလုံးယဟန္တာဖြစ်သွားပါတယ်ဒါကြောင့်ဒီနေ့ဟာတန်ခါယတနာပေါ်ထွန်းရဆိုလဲမမားပါဘူးဒါကတော့ကျောင်းတကာကြီးနန္ဒီယဆောက်လုပ်လှူဒန်းခဲ့သောကျောင်းဆောင်ဖြစ်ပြီးဖျားရှိပထမဦးဆုံးဝါဆိုဝါကတ်တော်မူခဲ့ပါတယ်ဒီကျောင်းတိုင်းအလူကြောင့်နန္ဒီယဟာမသိမီကပဲနတ်ပြည်မှာဘုံဗိမ္မာန်ပေါ်ပေါက်ခဲ့ပါတယ်ဒီနေရာကတော့ရတတထေတာကဖျားစီရဲ့တရားကိုနားပြီးယဟန္တာဖြစ်သွားခဲ့ရနေရာဖြစ်ပါတယ်ဤတို့ရဲ့ခရီးသွားဗီဒီယိုလေးတွေကိုအားပေးရဆိုရင် subscribe လေးလုပ်သွားပေးပါဦးရှင်
ဒီစေတီကတော့ဓမေခစေတီဖြစ်ပြီးအနန္တလက္ခဏာတုတ်ကိုဟောကြားတဲ့နေရာလည်းဖြစ်ပါတယ်နောက်တနေရာကတော့ဖျားခြင်းပြိဋိဘတ်ဆိုင်ရာကုတိနာယောအင်ဂျင်တော်ပဲဖြစ်ပါတယ်ဒီနေရာတွေမြတ်ဗုဒ္ဓပွင့်တော်မူရာဗုဒ္ဓဂါယာမှာမိုင်းနေရာခတ်ဝေးကွာပြီးကြီးလက်တော်မြို့လေးတစ်မြို့ဖြစ်ပါတယ်ထို့သို့လာရလမ်းခရီးတွင်ပါဝါမြို့မှစုံဒတကာရဲ့စက္ကန့်လူတန်းသောစွန်ကိုဖုံးပေးတော်မူခဲ့ပါတယ်ဖျားရှင်သည်ထွန်စွန်းကိုဖုံးပေးပြီးနောက်ပြင်းထန်သောဝေဒနာကိုဖြစ်ပေါ်လာပြီးသွေးဝမ်းသွားတော်မူခဲ့ပါတယ်။ထိုဝေဒနာကြောင့်ပါဝါမျိုးမှကုတိနာယုံသို့ကြွရလမ်းတွင်25ကျင်းတိုင်ရင်နာတော်မူရတယ်။လမ်းတစ်ထောင်နာရတွင်လည်းဖျားခြင်းရဲ့ခြေအန္တနာအားသွေးဝမ်းသွားခြင်းနဲ့ပတ်သက်ပြီးပြိဋိဘံဆန်ခြင်းတို့မှာလည်းစုံဒတကာလူဒန်းသောစွန်းကိုဖုံးပေးခြင်းနဲ့မသက်ဆိုင်ကြောင်းထွန်စွန်းသည်ပင်လည်းမြတ်ဗုဒ္ဓရဲ့တသက်တာအတွက်အမွန်မြတ်ဆုံးစွန်းနှစ်နက်အနက်တနက်အပါဝင်ဖြစ်ကြောင်းသတင်းပါစီခဲ့ပါတယ်။တတော်80အရွယ်ဖျားရှင်သည်အကျဉ်းများစွာသွေးဝမ်းသွားတော်မူတာတကြောင်ပါဝါမြို့မှ6ကီလိုမီတာရှိသောကုတိနာယုံသို့ရှိလျင်ခရီးကြွရှိရခြင်းကြောင့်အာရင်ကုန်ကံပင်ပန်းသည့်ကြားကပင်လူနှင့်မြမတို့ရဲ့ကောင်းကျိုးချမ်းသာအတွက်နောက်ဆုံးအနေနဲ့ဆောင်ရွက်တော်မူခဲ့ပါတယ်။ဒီနာယုံရောက်တော့ခရပရိနိဗ္ဗာန်ဆောင်ဝင်တော့မယ်လို့သိလေတော့အာနန္ဒာတိငိုကြွေးကမြတ်စွာဘုရားကိုပရိနိဗ္ဗာန်မှာဆောင်ဝင်ဖို့၆ထားတော့ပါထိုကမြတ်စွာဘုရားကအာနန္ဒာအားဟောကြားတာအာနန္ဒာဘုရားရှင်ကိုပရိနိဗ္ဗာန်ဆောင်ဝင်မှာတော့ဖို့ကြောင့်ဘုရားရှင်မရှိတော့ဒီကစေကုတာပေးနေဒီပုံထိုအခါဇီဝကသည်ဘုရားရဲ့သွေးဝမ်းသွားတဲ့ဝေဒနာမတတ်တာသောအခါမှာစိတ်တို့ကသူ့ရဲ့ဆေးလွယ်အိမ်မြစ်ထဲပြစ်ချလိုက်တော့မြစ်ရည်တွေတန်သွားတဲ့အခါဘုရားကဇီဝကကိုဟောကြားတာကဇီဝကဘုရားရှင်သည်နှုတ်တဲ့ဘဝတော်ကဆေးဆရာကြီးဖြစ်ခဲ့ပြီးထိုအခါတထေသားတခုကိုဆေးကုတာတော့ဆေးဖို့မပေးတာနဲ့ဝမ်းနှုတ်ဆေးကြိုက်ပြီးခဲ့သောဝိပါကဝတ်ကြွေးကိုပေးဆက်တာရသော်ဘုရားရှင်သည်ပရိနိဗ္ဗာန်ဆောင်ဝင်တော်မူခဲ့ပါတယ်ဘုခါဗုဒ္ဓယုတ်ကလတော်ဒီသောတလောက်ကျွမ်းလို့တတ်တော်များတွင်ကြတဲ့တော့ဘုဒ္ဓတော်တို့ဟာယခုလာရောက်ကြကြတော့ဘုသူတို့ဤစိတ်ဆိုတဲ့တတ်တော်အားဖြင့်ဗုဒ္ဓတတ်တော်တို့ရုပ်ပြောင်းနန္ဒကိုပြောင်းတတ်တာဘုရားရှင်ပရိနိဗ္ဗာန်ဆောင်ဝင်သွားပြီးတဲ့အခါဘုရားရှင်ဟောကြားတဲ့တရားတော်များကိုမိမိရဲ့ရွာဦးကျောင်းဆရာတော်တန်ဃာများဟောကြားသောတရားတော်များကိုနာယူမှတ်သားကဒိဋ္ဌလက်တွေဓမ္မဒေသနာခေါ်ဆိုသောဗုဒ္ဓရဲ့နောက်ဆုံးစကားတော်ကို
ကိုယ်တိုင်လေ့လာကြည့်လိုက်တော့အန္တဒါမိဘိက္ခဝေအာမန္တယာမိဟောစိတ္တယဟန်တို့အသိတို့ကိုယခုနောက်ဆုံးအနေနဲ့ဘုရားရှင်မိန့်ကြတော့မယ်ဝရပြည့်စည်ခြင်းသဘောရှိကြဘုံသောဓမ္မဖြစ်ပေါ်ပြောင်းလဲလျက်ဖြစ်သောမိမိရဲ့ဒီခန္ဓာဒီကာယသင်္ခါရဝစီသင်္ခါရစိတ်ဓာတ်သင်္ခါရဘုသင်္ခါရတရားသုံးပါးတို့ဖြင့်အမေကမွေးတဲ့အချိန်မှာစာရင်မိမိရဲ့စိတ်ကတွေးတော့ကြံခကလှုပ်မှပြောဆိုတာရုပ်ကလောက်ကဲတဲ့ကိုအမှုသုံးမှုတို့ဒီဓမ္မဖြစ်ပေါ်ပြောင်းလဲစေတာဝရပြည့်စည်ခြင်းဟူသည်မြအသင်္ကရတနိဗ္ဗာန်လိုလာကယုတ်နာဓမ္မသင်္ခါရတရားတို့ပြည့်စည်ခြင်းရှိကြကုန်၏အပမာရိနမမေ့မလျော်သောတတိတရားဖြင့်သမ္မာရိကပြည့်ပြည့်စုံအောင်ဒါနသီလဘာဝနာအစရှိသောတရားများအားဘုရားရှင်ကအားထုတ်ကြပါလော့ဖျားရှင်ရဲ့နောက်ဆုံးဩဝါဒသည်45ဝါတိုင်ဟောကြားခဲ့သောတရားတော်၏အဓိကအချက်များကိုအနှစ်လျှော့ပြီးအလွယ်တကူသိရှိနားလည်အောင်ဆုံးမသောစကားပင်ဖြစ်ပါတယ်။နောက်တနည်းအားတော့ဖျားရှင်ဖွားတော်မူရာလောမဏီဥယျာဉ်ဖြစ်ပါတယ်။ထိုဥယျာဉ်မူရင်အစ်စ်မှာညီပေါ်နိုင်တဲ့တွင်ချီပြီးတော့အိန္ဒိယ20နဲ့6မိုင်ခန့်ကွာဝေးပါတယ်။ရလောင်းတော်မွေးဖွားတတ်စဉ်ပြီးနောက်ညောင်အရက်တို့ရှေလန်း9လန်းကြွလန်းကထိုစကားတို့ကိုမိတ်ကြားခဲ့တယ်။ထိုတို့မမွေးစဉ်စကားပြောနိုင်ခြင်းမှာဒီဘဝ၌တာမဟုတ်ပဲမဟောတတာမင်းသားဘဝနဲ့ဝေတန်တရားမင်းသားဘဝမှာလည်းပဲစကားပြောနိုင်ခဲ့ပါတယ်။